ဖះဓမ္မယုံထဲမှာဖះကစုံဝန်းမထားကောင်းဘူးဖះဆိုရင်တဆူထားရတယ်သုံးဆူထားရတယ်ငါးဆူထားရတယ်ဖះကဘာလဲလဲစုံနဲ့မှနဲ့ဆိုရင်ဘယ်လိုထားရလဲဘယ်လိုထားရလဲမကနေပဲဘသူပြောတာလဲမေးချင်တော့ဆိုရစမ်းပါတဆူတာရနှစ်မန္တဝရသုံးဆူသာတာရမန္တလေးစုပြဗဒ္ဒငါးစုပါတဆူတော်မှမပွင့်ကတုံညကကဘာဖះတဆူပွင့်တာရကဘာဘယ်လိုလဲလဲအနှစ်သာရရှိတယ်ဖះမပွင့်တဲ့ကမှာအနှစ်သာရမရှိဘူးဒါနအနှစ်မရသီလဒါနသာရံသီလသာရံတမာရိသာရံဝိပဿနာသာရမဂ္ဂဖလနိဗ္ဗာန်သာရအဲ့ဒီအနှစ်တရားတွေရမှာဖြစ်ခြင်းရောအဲ့ဒီကဘာကြီးကအနှစ်သားရှိတယ်ဖះမပွင့်တာဖះမပွင့်တဲ့ကဘာတိ zero words ဖះပွင့်တဲ့ essential word အနှစ်သာရရှိလို့တဆူတာရနှစ်ဆူပွင့်တော်မန္တအဖေခုနကတော့ယောဂီတို့မေးလိုက်တယ်လေစုံကနေမကိုးဝဲကောင်ဆိုတော့ဒီကဘာလောကကြီးမှာကိုဖះစုံရောမှာပွင့်လားပွင့်တယ်လေတခါတည်းရင်တဆူလည်းပွင့်တယ်တခါတည်းရင်နှစ်ဆူပွင့်တယ်နှစ်ဆူပွင့်တော့မန္တကဘာစိတ်တွေကြည်လင်လာတယ်သုံးဆူပွင့်တော့ဝရကဘာလေးဆူပွင့်တော့တာရမန္တငါးဆူပွင့်တော့ဗဒ္ဒအဲ့လိုဆိုရင်ဖះတဆူစုံမလို့မကိုးဝဲကောင်းဆိုတာဘယ်သူပြောပါသလဲလို့မေးပြီလေမောင်ပြဖြိုးလိုက်ဖះဘယ်နှစုပွင့်လဲဒီနေ့ကဘာငါးစုအဲ့တော့တောင်းလျှောက်မြတ်စွာဘုရားဖះစုတောင်းပြီးဒီမှဒီနေ့ထိဒီကဘာထိအောင်ဖះငါးစုပွင့်တဲ့ကဘာမကြုံခဲ့ဘူးလေးစုပဲအများဆုံးရှိတယ်ကံတိတ်ကောင်စဗဒ္ဒကဘာ the best was our word is the best word ဒီကဘာကြီးသိကောင်းတယ်ကဘာကြီးကကောင်းပြီးသားဖြစ်ခြင်းကြောင့်နည်းနည်းလေးလှုပ်လိုက်တာနဲ့တရားရသွားနိုင်တိဖြစ်တိဟိနဲ့ပရိသန်တွေတည်လို့ရှိရင်အလိုမဲ့ညံဖွဉ္ဉံတွေရဖို့တည်ကြတော့တယ်ဒွိဟိဖြစ်ရင်လေတိဟိကိုပြောင်းသွားနိုင်တယ်အကယ်၍များအဟိတရိစ္ဆာန်များဒီဘက်ကလူပုံနတ်ပုံကိုရောက်သွားဖို့အခွင့်အရေး chance တွေရှိတယ်